လိမ့်စာမှာကအကူကရိယာတွေ helping verb တွေဆိုတာရှိတယ်။အဲ့တော့ကျွန်တော်တို့စားသည်လာသည်သွားသည်ပြေးသည်စသဖြင့်ပေါ့နော်။အဲ့ဒီလိုလူတစ်ယောက်ဘာလုပ်လဲဆိုတာကိုပြတဲ့ကရိယာတွေကတော့ main verb တွေပေါ့နော်။တကယ်အဓိကကရိယာတွေဖြစ်ပြီးတော့သူတို့အဓိပ္ပာယ်ပြည့်စုံဖြည့်ဆွတ်ပေးတဲ့ကရိယာတွေကအကူကရိယာတွေဖြစ်တယ်။အဲ့တော့အကူကရိယာတွေမှာဘာတွေပါလဲဆိုရင် am is are was were နောက် has have had တွေ do does did စသဖြင့်စကားလုံးတွေပါတယ်။ပြီးတော့ကျွန်တော်တို့သိတယ် can could will would shall should may might must ပေါ့နော်ဒီစကားလုံးတွေကိုကျတော့ models လို့လည်းခေါ်တယ် models verb လို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့အခုကရိယာမှာ verb to be ကျွန်တော်တို့သိတာ am is are was were သူအဲ့ဒါလည်းမဟုတ်ဘူး be ဆိုတဲ့စကားလုံးရယ် being ရယ် been ဆိုတဲ့စကားလုံးသုံးလုံးလည်းအတူတူပဲပါတယ်ဒီ verb to be တွေကဘယ်မှာသုံးလဲဆိုတော့ကျွန်တော်တို့ continuous tense တွေမှာသုံးတယ် passive voice တွေမှာသုံးတယ်နောက် verb to have တွေ verb to have ကတော့ has have had ပေါ့နော် verb to have ကိုတွေ့တာနဲ့ကျွန်တော်တို့ကသိပြီဒါ perfect tense ပဲ perfect tense မှာ verb to have ပါမယ်ပြီးလို့ရှိရင် do does did ပေါ့နော်ဒါက verb to do verb to do ကကျွန်တော်တို့ဘယ်မှာသုံးလဲဆိုတော့မေးခွန်းတွေလုပ်တဲ့နေရာမှာသုံးတယ် do you like coffee or I don't like စသဖြင့်ပေါ့နော် question တွေအငင်းဝက်ကြတွေနောက်တစ်ခုခုအလေးနဲ့ထားပြီးပြောချင်တဲ့အခါမှာလည်း do ကိုသုံးတယ်အဲ့တော့ models တွေကကြတော့သူကတော့အဓိပ္ပာယ်ပိုကျယ်ပြန့်တယ်သူတို့က attitude တွေဘယ်သဘောထားနဲ့ပြောတာလဲဘာသဘောနဲ့ဒီစကားလုံးကိုသုံးလိုက်တာလဲနောက်လုပ်ကိုင်နိုင်စွမ်း ability ဖြစ်နိုင်စွမ်း possibility နောက် obligation တွေပေါ့လုပ်ကိုလုပ်ရမှာလားမလုပ်ဘဲလဲနေလို့ရသလားစသဖြင့်အပြင်းအပျော့တွေကိုဖော်ပြတဲ့အခါမှာဒီ models တွေကိုသုံးပါတယ်အဲ့တော့ကျွန်တော်တို့ models verb စကားလုံးတွေကိုသိပြီဆိုတဲ့အခါကျတော့ model တွေရဲ့ verb form ကိုလေ့လာကြည့်အောင် model တွေရဲ့ verb form ကအဓိကတော့ model verb ရဲ့နောက်မှာ infinitive ပေါ့နော် infinitive verb ဆိုတာဒီ verb 1ဖြစ်တယ် s တွေ es တွေမပါဘူးအဲ့ဒီ verb form အမြဲတမ်းလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် I will go ပေါ့နော်ဒီမှာ go s တွေ es တွေမပါရဘူး when လည်းသုံးလို့မရဘူးအဲ့တော့ I will go ဒီလိုမျိုး model will ရဲ့နောက်မှာ infinitive ပုံစံလိုက်မယ် you may leave နော် he can swim စသဖြင့်ပေါ့နောက် you should study hard မင်းပို့ပြီးကြိုးစားသင့်တယ်စသဖြင့်ဒီ model plus infinitive ပုံစံနဲ့သွားပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကနောက်မှာ verb ing ကိုသုံးနေတယ်ဒါမှမဟုတ်လဲ verb to be မဖြစ်မနေသုံးဖို့လိုတယ်ပေါ့နော်ဆိုလို့ရှိရင်တော့ models ရဲ့နောက်မှာ be ဆိုတဲ့စကားလုံးလာမယ်ပြီးတော့မှ verb ing သုံးရမယ်အဲ့တော့ he must be driving အဲ့တော့ must ရဲ့နောက်မှာ be လိုက်ရမယ် he must ပြီးရင် am is are တွေအဲ့ဒါတွေလိုက်လို့မရတော့ဘူးနောက် he must driving လို့လည်းလုပ်လို့မရဘူး be ပါရမယ်နောက် passive voice ကိုသုံးမယ်ဆိုလို့ရှိရင်လည်း be ပါရမယ်နော်နောက် perfect tense ကိုသုံးနေတယ်ဆိုရင်ကျွန်တော်တို့ verb to have တွေထည့်သုံးမယ်အဲ့ဒါဆိုလို့ရှိရင် modal verb ခုနပြောတဲ့ will would shall should can could တွေရဲ့နောက်မှာ have ဆိုတဲ့စကားလုံးပါမယ်အဲ့တော့ has နဲ့ had သုံးလို့မရဘူး have have ပဲဖြစ်ရမယ်ပြီးရင် verb 3သုံးမယ်အဲ့တော့ verb to have ရဲ့နောက်မှာအမြဲတမ်းနောက်က verb 3ပဲလိုက်မှာဖြစ်တယ် verb to be ရဲ့နောက်မှာ verb ing လိုက်မှာဖြစ်တယ်အဲ့တော့ဒီပုံစံလေး၃မျိုးတိုင်းသွားမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဥပမာလေးတွေကြည့်မယ်ဆိုရင်အမှားလေးတွေ he will go ဆိုတော့မှားနေတယ်ပေါ့နော် goes သုံးလို့မရဘူးကျွန်တော်တို့ will go ပဲဖြစ်ရမယ် s တွေ es တွေမပါရဘူးပြီး you should study ဆိုတော့ဒီမှာ you should study ဆိုရင်လည်းကျွန်တော်တို့မှတ်တယ်ဒါမှမဟုတ်ရင်လည်း ing ပုံစံမှာသုံးနေတယ်ဆိုရင်တော့ be studying ပေါ့နော် you should be studying အဲ့လိုဖြစ်ရမယ်နောက် I will find ဆိုတဲ့စကားလုံးစာကြောင်းကလည်း find မှားတယ်ဘာဖြစ်လို့လဲဆိုတော့ find ဆိုတာဒီ adjective ဖြစ်တယ် adjective ရဲ့ရှေ့မှာ verb to be ပါမယ်အဲဒါကြောင့် I will be fine ပေါ့နော်အဲကြပြီး models ကိုမသုံးမယ်ရိုးရိုး simple မှာပြောရဆိုရင်တော့ I am fine ပေါ့အဲ့တော့ will ကိုပြောချင်တဲ့အခါကျတော့ I will be fine ပေါ့နော်နောက် you must to study ဆိုတာလည်းမှားနေတယ်ဘာဖြစ်လို့ဆိုတော့ must ရဲ့နောက်မှာ to လိုက်လို့မရဘူး you must study ဒီလိုပဲဖြစ်ရပါမယ်နောက်တစ်ခုအနေနဲ့ကတော့ negation လို့ခေါ်တဲ့ negative sentence လုပ်ခြင်းပေါ့နော်အငြင်းဝက်ကြတွေနောက် question မေးခွန်းတွေအဲ့တော့ကျွန်တော်တို့ models တွေပါလာတဲ့ sentence တွေကိုအငြင်းဝက်ကြ negative question လုပ်မယ်ဆိုလို့ရှိရင်သူကဒီ models ရဲ့နောက်မှာ not ဆိုတဲ့စကားလုံးထည့်ပေးရမယ်ဆိုတော့ဒီမှာကြည့်မယ်ဆိုရင် you must not enter this area without permission ပေါ့နော်အဲ့တော့ must not models verb ဖြစ်တဲ့ must ရဲ့နောက်က not ထည့်ရမယ်Now he cannot play guitar
ဆိုတော့ can ဆိုတဲ့ model နောက်က cannot ပေါ့နော်အဲ့တော့ not ထည့်ပြီးမယ် you should not have left the company စသဖြင့်ပေါ့နော်အဲ့လိုမျိုး should ရဲ့နောက်မှာ not ထည့်မယ်အဲ့တော့ဒီမှာတစ်ခုသိထားမှာ can ကိုကျွန်တော်တို့က negative cannot ထည့်တဲ့အခါကျတော့သူ့ကိုခွဲမရေးတော့ဆက်ရေးတယ်ပေါ့နော် cannot ကိုစလုံးတစ်လုံးနဲ့ရေးတယ်နောက်အတူကောက်စလုံးလေးလည်းရေးလေးရှိတယ် could not ဆိုရင်ကျွန်တော်တို့ couldn't should not ဆိုရင် shouldn't ပေါ့နော် will not ဆိုရင် won't စသဖြင့်ပေါ့အတူကောက်လေးတွေကျွန်တော်တို့ရေးတတ်ပါတယ်နောက်မေကွန်လုပ်မယ်ဆိုလို့ရှိရင်ကြတော့ဒီ models တွေကိုရှေ့ဆုံးကိုပို့ပေးရမယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် would you like to come with us ပေါ့နော်မင်္ဂလာတို့နဲ့အတူလိုက်လာခြင်းသလားဆိုတော့ with ကိုရှေ့ဆုံးကိုပို့လိုက်တယ်သူရဲ့နောက်ကမှ subject ဖြစ်တဲ့ you လာမယ်နောက် shall we dance ပေါ့ဒီစကားလုံးကအဲ့တော့ share ဆိုတဲ့စကားလုံးကိုရှေ့ဆုံးကိုပို့တယ် subject ဖြစ်တဲ့ we ကဒုတိယနေရာမှာပြီးတော့မှကျန်တဲ့စကားလုံးတွေကလိုက်လာတာပေါ့နော်အဲ့တော့ဒီ models တွေရဲ့ verb form နဲ့သုံးပုံသုံးနည်းကိုကျွန်တော်တို့သိပြီဆိုတဲ့အခါကျတော့သူတို့ရဲ့စကားအဓိပ္ပာယ်လေးတွေပေါ့နော်အဓိပ္ပာယ်မှာသိချာကာကနာနာတစ်ခုနဲ့တစ်ခုဘာကွာခြားသလဲဆိုတာလေးကိုဒီမှာအသေးသေးကျွန်တော်ကြည့်ကြည့်ရအောင်အဲ့တော့ကျွန်တော်ပထမဆုံး can ပေါ့ can က ability ကိုပြောတယ် I can speak ဆိုရင်ငါအင်္ဂလိပ်စာပြောနိုင်တယ်သူရဲ့ ability ကိုပြောတာဖြစ်တယ်နောက်တစ်ခုက permission you can go now ဆိုလို့ရှိရင်မင်းသွားလို့ရပြီသွားနိုင်ပြီသူ့ permit ပေါ့နော်ခွင့်ပေးလိုက်တာဖြစ်တယ်နောက်ထပ် possibility ပေါ့ဖြစ်နိုင်ခြေကိုပြောတာလေသူကသုံးလို့ရတယ်နောက် can ပြီးနောက်ထပ်စလုံးတစ်ခုက could ပေါ့နော်အဲ့တော့အရင်တော့ကကျွန်တော်တို့ကလေးတုန်းကသိခဲ့တာ could ဆိုတာ can ရဲ့ past tense လို့ကျွန်တော်တို့ကအဲ့လိုသိခဲ့တာပေါ့အဲ့ဒါနည်းနည်းအပြည့်တော့မှန်ဘူးဒီပိုင်းအဖြစ်မှန်တယ်လို့တော့လည်းပြောလို့ရတယ်အဲ့တော့သူက past ability ဖြစ်တယ်အဲ့တော့ I could run fast when I was young ဆိုတော့ငါငယ်ငယ်တုန်းကရမ်းမြန်ပြေးနိုင်တယ်အခုတော့မပြေးနိုင်တော့ဘူးပေါ့နော်အဲ့တော့သူက past အတိတ်တုန်းကလုံနိုင်စွမ်းအောင်ပြောတာဖြစ်တယ်နောက်တစ်ခုကတော့သူက polite request မှာသုံးတယ်အဲ့တော့ could you help me လို့ပေါ့နော်အဲ့တော့ could က can you help me လို့ပြောတာတဲ့ဆိုင်ပို့ပြီးယဉ်ကျေးတဲ့အတွက်ကြောင့်အဲ့တော့ဒါကတော့သူကအမြဲတမ်းအဲ့ဒါကြောင့် past tense မဟုတ်နေဘူးသူအသုံးနဲ့သူတတ်ရှိတာပေါ့နော်အဲ့တော့သူက polite request မှာသုံးတယ်နောက် possibility ဖော်ပြတဲ့အခါမှာသုံးတယ်နောက်တစ်ခုက will ကတော့အသုံးများတယ်ပေါ့နော်ကျွန်တော်တို့ future အကြောင်းအနာဂတ်အကြောင်းပြောလိုက်ရင် will ကိုပဲပြောလို့ရှိတယ် I will call you later ငါမင်းကိုနောက်ခေါ်လိုက်မယ်ဖုန်းဆက်လိုက်မယ်နောက် I will come ငါလာမယ်စသဖြင့်ပေါ့နောက်ကိုစိတ်ပါလက်ပါကိုယ့်ရဲ့စိတ်ပါဝင်စားမှုပေါ့နော် willingness ကိုပြောတာလည်းဖြစ်တယ်နောက် prediction ခန့်မှန်းတာတွေရာသီဥတုအကြောင်း weather forecast တွေပါတယ်မှာလည်း will ဆိုတဲ့စကားလုံးကိုသုံးတယ်နောက် would ကလည်းခုနကပြောတယ်ပေါ့ will ရဲ့ past tense လို့ကျွန်တော်တို့ကလေးတုန်းကသိတယ်အပြည့်အဝတော့မမှန်ကန်ဘူးဒါပေမဲ့သူက past habit လို့ပြောလို့ရတယ်အတိတ်ကကျွန်တော်တို့ရှိခဲ့တဲ့အလေးအကျင့်တွေကိုပြောတဲ့အခါမှာသုံးတယ်နောက်တစ်ခုကသူက could လို့ပဲ polite request ဖြစ်တယ်နောက်တစ်ခုက hypothetical ဆိုတာယူဆချက်ပေါ့နော်တကယ်အဖြစ်မှန်မှန်မယ်ဆိုတော့ conditional pattern တွေမှာလည်း would ကိုသုံးတယ်အဲ့တော့ would you like some tea ဆိုလို့ရှိရင်တော့ကျွန်တော်တို့က polite request ပေါ့ဒါရင်ကြေးကြေးမေးတာဖြစ်တယ် when I was a child I would play outside ဆိုတော့ဒီဒါကတော့ခုန hypothetical past habit ပေါ့နော်အတိတ်တုန်းကကိုလုပ်ခဲ့တဲ့အလေးအကျင့်တွေကိုပြောတာဖြစ်တယ်နောက်တစ်ခုက share ကတော့ formal စကားလုံးပဲ formal suggestion ဖြစ်တယ်အဲ့တော့ share we begin ပေါ့နော်ငါတို့စလိုက်ကြမလားဆိုတာမျိုးပေါ့နောက်သူကတော့ future အကြောင်းကိုပြောတဲ့အခါကျတော့ British English မှာ share ကိုသုံးတယ် American တော့ will ကိုပဲသုံးတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ standard စာအုပ်တွေပေါ့နော်ဟို technical နဲ့ဆိုင်တဲ့ standard စာအုပ်တွေ code book တွေမှာတော့ share ဆိုရင်သူကကျွန်တော်တို့နားလည်တဲ့ must တူသဘောမျိုးပေါ့လုပ်ကိုလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါက်တယ်နောက် should ကလည်း advice ပေါ့နော်သူက suggestion ပေးတာမင်းလုပ်တဲ့နေပေါ့နော် share ကလည်းခုနကပြောတယ်လုပ်တဲ့နေပဲဒါပေမဲ့ share ကခုန code book တွေမှာဆိုရင်တော့လုပ်ကိုလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နော်နောက်ဒီ should မှာကျတော့ you should eat healthy food မင်းကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုစားသင့်တယ်ပေါ့နော်နောက်တစ်ခုက may က permission ကိုပြောတယ်နောက်တစ်ခုက possibility ကိုပြောတယ်အဲ့တော့ you may leave now ဆိုရင်မင်းခုသွားလို့ရပြီသူ့ကို permission ပေးလိုက်တာခွင့်ပေးလိုက်တာပေါ့နော်အဲ့တော့ငယ်ငယ်တုန်းကအတန်းထဲမှာ toilet သွားခြင်းနဲ့ဆိုရင် may I go to the toilet ဆိုပြီးတော့ဆရာမကိုပြောရတယ်ပေါ့နော်အဲ့တော့ may နဲ့ခွင့်တောင်းရတယ်နောက်တစ်ခုက it may rain က possibility ပေါ့နောက်
အမြဲတမ်းပြောတဲ့စကားက maybe ပေါ့နော်တိတ်မသေးကြဘူး yes or no အတိအကျမဖြေချင်တဲ့ခါမှာကျွန်တော်တို့က maybe ပဲပြောကြတာပေါ့ might ကြတော့ weak possibility မေထက်ပိုပြီးပြော့သွားတယ် maybe ဆိုရင်တော့မှmaybe I will come ဆိုရင်တော့မှသူလာမယ် I might come ပါညာဆိုရင်တော့မလာတော့ဘူးကများတယ်ပိုပြီး possibility ကတအားကိုနည်းသွားတဲ့သဘောပေါ့နော်အဲ့တော့ it might snow tonight နှင်းတော့ကြနိုင်တယ်ကြနိုင်ကြီးရှိတာပေါ့နော်ဒါပေမဲ့အရင်အားနေတဲ့ဖြစ်နိုင်ကြီးပေါ့ mass ကတော့အားလုံးသိတယ် strong obligation သူကနည်းနည်းအမိန့်ပေးတဲ့သဘောပေါ့နော်အဲ့တော့ you must wear a helmet ဆိုတော့အုပ်ထုပ်ဆောင်ရမယ်ကျွန်တော်တို့စောက်လို့လုပ်ငန်းခွင်တွေပါတယ်ဝင်ရင် safety အုပ်ထုပ်ဆောင်ကိုဆောင်ရမယ်နောက်တစ်ခုကသူက accuse ပေါ့ဆွဆွဲတဲ့သဘောမျိုးပေါ့ he must be ဆွဆွဲတယ်ဒါမှမဟုတ်ကောက်ချက်ချတာပေါ့နော်အဲ့တော့ he must be tired သူကပင်ပန်းနေတာဖြစ်ရမယ်ဆိုတော့အဲ့လိုနေရာမျိုးမှာ must ကိုသုံးပါတယ်အဲ့တော့ models စကားလုံးတွေသိပြီးတော့နောက်ထပ်သိကြလေးတစ်ခုရှိတာကျွန်တော်တို့ semi models တွေဆိုတော့သူက models လို့မဟုတ်ပဲစကားလုံးတွဲလေးတွေပေါ့နော်ဒါပေမဲ့ model တွေအစားသုံးလို့ရတယ်တချို့ sentence ကိုပြုပြင်ပြောင်းပြီးလဲပြီးရေးချင်တဲ့အခါမှာလည်းဒီကောင်လေးတွေအသုံးဝင်တယ်ဥပမာ need to ဆိုရင် you need to study harder ဆိုတော့ you must study harder ဒါမှမဟုတ် you should study harder must တို့ should တို့ရဲ့အစားသူ့ကိုသုံးလို့ရတယ်ပေါ့နော်မင်းပို့ပြီးတော့စာပူကြည့်ဖို့လိုနေပြီနောက် have to I have to go now ငါအခုသွားမှရမယ်သွားရတော့မယ်ဆိုလို့ရှိရင်သူက must နဲ့တူတာပေါ့ must နဲ့အစားနေရာမှာအစားထိုးပြီးသုံးလို့ရတယ် ought to သင့်သည်ဆိုတော့ခုန share တို့ should တို့ဆိုရင်သင့်သည်ပဲအဲ့တော့ you ought to sleep early မင်းစောစောအိပ်သင့်တယ်နောက် be able to ဆိုတော့ can တို့ could တို့နဲ့အဓိပ္ပာယ်သွားဆင်တူတာပေါ့နော် she is able to swim သူမရေကူးနိုင်တယ်အဲ့တော့ဒီ semi models တွေတွေကလည်းသူ့နေရာနဲ့တူအသုံးဝင်ပါတယ် models တွေကိုသုံးမယ်တချို့နေရာတွေမှာ semi models တွေနဲ့အစားထိုးပြီးတော့ကျွန်တော်တို့ပြုပြင်ပြောင်းလဲပြီးရေးတဲ့အခါမှာကိုရေးတဲ့အင်္ဂလိပ်စာဝေဝေဆာဆာလေးနဲ့ဖတ်လို့ပို့ပြီးကောင်းတာပေါ့နော်